Malaysia မှာ ID နဲ့ကျောင်းတက်ချင်လို့ဘယ်ကြောင့်အဆင်ပြေမလဲ Asia Pacific University APU Top ID University လည်းဖြစ်တဲ့ Dual Program လည်းဖြစ်မယ်။ကျောင်းပြီးလို့ရှိရင် applicability rate က 99% တိဖြစ်မယ်။ intake ကတော့ September intake ရှိမယ်။ ဒါဆို business အတွက်ဆိုရင်ရော Sunway University Business Major အတွက်ဆိုလို့ရှိရင်အကောင်းဆုံးတက္ကသိုလ်ဖြစ်တယ်။မလေးရှားမှာဆိုလို့ရှိရင်အကြီးဆုံး corporation group ကြီးတစ်ခုဖြစ်တဲ့လက်အောက်ခံ University လည်းဖြစ်တယ်။ intake တွေကတော့ September intake ပဲ apply လုပ်လို့ရတယ်။ ကျောင်းသားတွေကအတိမတ်ပြုမှုကောင်းကောင်းရတယ်ဘယ်မျိုးလိုချင်တယ်ဆိုလို့ရှိရင်ရော UK Campus အခွဲတွေဖြစ်တဲ့ Southampton နဲ့ Nottingham ကလည်းအကောင်းဆုံးတက္ကသိုလ်ထဲမှာပါတယ်။သူတို့ဆိုလို့ရှိရင် Russell Group University တွေဖြစ်တဲ့အတွက် education quality ကောင်းတယ်။ intake တွေကတော့ September intake ပဲ scholarship နဲ့ကျောင်းတက်ပြီး budget လည်း save ဖြစ်ရှင်နေဆိုရင်ရော ။ဟိုကဘွဲတစ်ခုကိုအချိန်တိုတွင်းလဲရကျင်တယ်။ပြီးတော့ tuition လကလည်းအများကြီးမသုံးနိုင်ဘူးဆိုလို့ရှိရင် Lincoln University ရှိရယ်။သူကအခုလက်ရှိမှာဆို 17% scholarship တွေပေးနေတယ်လို့ tuition fees အသက်သာဆုံးကျောင်းထဲမှာလည်းပါဝင်တယ်။ intake ကတော့ November intake ကိုရှောက်လို့ရတယ်။